ယူကရိန်းရုရှားနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာရုရှားစစ်သည်ရာနဲ့ချီကိုတရုတ်နိုင်ငံတွင်းမှာလျှို့ဝှက်စစ်သည်နှန်းတွေပေးခဲ့ပြီးအဲ့ဒီစစ်သည်တွေဟာယူကရိန်းစစ်မြေပြင်မှာပါဝင်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုဥရောပထောက်လှမ်းရေးအဖွဲ့တွေကလျှို့ဝှက်စာရန်တွေရရှိပြီးအဲ့ဒီစာရွက်စာတမ်းတွေကိုကိုကဂျာမနီသတင်းစာဒိုင်ဝက်ကဖော်ပြခဲ့ပါတယ်။ဒီသတင်းကြောင့်ဂျာမနီနိုင်ငံသားရေးဝန်ကြီးဌာနဟာဘာလင်မြို့မှာရှိတဲ့တရုတ်စစ်တမ်းရုံးကတရုတ်တန်အမတ်ကြီးကိုအရေးပေါ်ခေါ်ယူသတိပေးလိုက်ပြီးရုရှားရဲ့ကျူးကျော်စစ်ကိုကူညီနေတာမှန်သမျှဟာဥရောပရဲ့လုံခြုံရေးကိုပါချိန်ချောက်နေတာပဲလို့ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ထားပါတယ်။ဒီပိုင်းထဲမှာပဲယူကရိန်းရှေ့ပိုင်းဒိုနက်စ်ဒေသကကီလိုမီတာ1000ကျော်ရှည်လျားတဲ့စစ်မျက်နှာရဲ့အဓိကဗဟိုချက်ဖြစ်တဲ့ကော့စတန်တင်နော့ဖ်ကာမြို့ကိုရုရှားစစ်တပ်ကအလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ပါပြီလို့ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပတ်စကော့ကသတင်းထောက်တွေကိုထုတ်ဖော်ပြောကြားထားပါတယ်။ဒီမြို့ဟာစစ်မဖြစ်ခင်ကလူဦးရေ9800နီးပါးရှိခဲ့ပြီး2025ခုနှစ်နောက်ပိုင်းကတည်းကရုရှားကအပြင်းထန်သိမ်းပိုက်ဖို့ကြိုးစားခဲ့တဲ့မဟာဗျူဟာမြောက်မြို့တစ်ပြုံလည်းဖြစ်နေပါတယ်။ဒါပေမဲ့ရုရှားတို့ရဲ့ဒီကြေညာချက်အပေါ်ယူကရိန်းဘက်ကတော့တိကျအတည်ပြုတုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူးခင်ဗျာ။အလားတူတောက်ကြနေ့ကပဲယူကရိန်းမြောက်ပိုင်းဆူမီမြို့ကိုရုရှားကဝေးပစ်ဒုံးအမြောက်အများနဲ့တိုက်ခိုက်ခဲ့လို့ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေရှိခဲ့တာကြောင့်သမ္မတဇလန်စကီကရုရှားရဲ့တိုက်ခိုက်မှုတွေကိုတားဆီးနိုင်မှုအတွက်မဟာမိတ်တွေအနေနဲ့ဖိအားပေးကြဖို့ထပ်မံတောင်းဆိုထားပါတယ်။အခုလိုမျိုးစစ်ရေးတင်းမာမှုတွေအပြင်အိန္ဒိချင်းပိုလန်နိုင်ငံနဲ့ယူကရိန်းနိုင်ငံကြားမှာလည်းတမိုင်းကြောင်းဆိုင်ရာအဖုထစ်တွေကြောင့်တန်တမန်ရေးရအေးဆက်နေခဲ့ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကဒုတိယကမ္ဘာစစ်အတွင်းမှာပိုလန်လူမျိုးတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တဲ့တဘုံအဖွဲ့အမည်ကိုယူကရိန်းတပ်ဖွဲ့တစ်ခုမှခေါ်ဝေါ်သုံးစွဲခဲ့တာကြောင့်ပိုလန်သမ္မတကဇလန်စကီကိုပေးအပ်ထားတဲ့ပိုလန်ရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကိုပြန်လည်ရုပ်သိမ်းခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကတော့ယူကရိန်းအနေနဲ့ဥရောပသမဂ္ဂထဲဝင်ရင်ဒီသမိုင်းကြောင်းပြဿနာတွေကိုတိတိကျကျဖြေရှင်းပေးရမှာဖြစ်တယ်လို့တောင်းဆိုထားပါတယ်။လက်ရှိမှာတော့နိုင်ငံသားရေးဝန်ကြီးတွေတွေ့ဆုံပြီးသမိုင်းပညာရှင်တွေဘာသာရေးခေါင်းဆောင်တွေကြားဆွေးနွေးမှုတွေကနေတဆင့်တင်းမာမှုတွေကိုလျှော့ချဖို့အပြုသဘောဆောင်တဲ့လက္ခဏာတွေတွေ့ရပြီလို့ယူကရိန်းဘက်ကထုတ်ဖော်ပြောကြားထားပါတယ်။အခြားတစ်ဖက်မှာလည်းနေတိုးအဖွဲ့ဝင်လစ်သူရေးနီးယားနိုင်ငံဟာရုရှားရဲ့ချိန်ချောက်မှုကိုကာကွယ်ဖို့အတွက်၎င်းတို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာနျူကလ িয়ার လက်နက်ဖြန့်ချက်ချထားခွင့်ပိတ်ပင်ထားတဲ့ဥပဒေကိုပယ်ဖျက်ဖို့ပြင်ဆင်နေပြီးအနောက်အုပ်စုရဲ့နျူကလ িয়ার ဟန့်တားမှုစနစ်ထဲမှာပါဝင်ခြင်းတယ်လို့သမ္မတဂီတာနက်နာစေတာကဘာလင်မြို့သတင်းစာရှင်းလင်းပွဲမှာတရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။ဒါအပြင်၎င်းကလက်ရှိမှာလွှတ်တော်အမတ်90ကဖွဲ့စည်းပုံပြင်ဆင်ရေးကိုလွှတ်တော်ထံတင်ပြထားပြီးဖြစ်တယ်လို့ထပ်မံထုတ်ဖော်ပြောကြားထားပါတယ်။ဒါအပြင်ကမ္ဘာပြည်ခွန်ပြည့်အဖွဲ့ချုပ် World Athletics ကလည်းရုရှားအားကစားသမားတွေကိုနိုင်ငံတကာပြိုင်ပွဲတွေကနေဆက်လက်ပိတ်ပင်ထားဖို့တောက်ကြနေ့မှာထပ်မံဆုံးဖြတ်လိုက်ပြီးငြိမ်းချမ်းရေးဆွေးနွေးမှုတွေမရှိမချင်းဒီပိတ်ဆို့မှုတွေကိုရုပ်သိမ်းမှာမဟုတ်ဘူးလို့အဖွဲ့ချုပ်ဥက္ကဋ္ဌစီကိုကအတည်ပြုပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါပြည်သက်ကြီးရေရုရှားယူကရိန်းစစ်ပွဲဟာစစ်မြေပြင်မှာတည်းမကပဲတရုတ်ဂျာမနီပိုလန်နဲ့လစ်သူရေးနီးယားနိုင်ငံတွေစတဲ့ကမ္ဘာနိုင်ငံတွေအထိနိုင်ငံရေးစစ်ရေးနဲ့အားကစားကဏ္ဍတွေကိုပါရိုက်ခတ်မှုတွေပုံမကျပြန့်လာနေအောင်တွေ့ရမှာဖြစ်ပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ရောအခုယူကရိန်းရုရှားစစ်ပွဲအမြင်ကိုကွန်မန့်မှာသုံးသပ်ရေးသားဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ။အခုလိုမျိုးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုသိရှိနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးပဲဘေးရန်နဲ့ကင်းရှင်းကြပါစေခင်ဗျာ။